ကဲအားလုံးမင်္ဂလာပါကျွန်တော်ဟို TikTok အကောင့် follower တသိန်းကျော်ကဘန်းခံလိုက်ရဘူးเนาะကဲအားထားပါကျွန်တော်ကြံ၄ချိန်စာမှာเนาะ29နဲ့28 17လပိုင်း2025ပေါ့เนาะ၄ချိန်စာအတွင်းမွေးเนาะမွေးကဒါရဲပြီးတော့ဒါရဲအဲ့ဒါမွေးပါပြီးလို့ရှိရင်လင်မယားဖြစ်တဲ့လင်မယားကနန်းလည်းပြန်ဆက်မွေးထားပါเนาะမနေ့ကလင်မယားကနန်းထွက်သွားတယ်လင်မယားကနန်းကိုဆက်မွေးပါเนาะအရန်အဖြစ်နဲ့ဆက်မွေးပါเนาะကဲဒီနေ့29ရက်17လပိုင်း2025ကိုမွေးရဲ့အကြိုက်ဆုံးပတ်တီကဒါပါပြီးလို့ရှိရင်ဒါရဲပြီးတော့ဒါအကြိုက်ဆုံးပေါ့เนาะကဲကိုလူတွေအားလုံးကံကောင်းကြပါစေဒါကျွန်တော်ရဲ့ရန်အကောင့်လေးမို့လို့အပ်ပေးကြပါအောင်เนาะ line share လေးလည်းလုပ်ပေးကြပါအောင်ခင်ဗျာဒီအကောင့်မှာကျွန်တော်တင်ပေးပါမယ်เนาะဟိုကောက်ကတော့ဘန်းခံလိုက်ရပြီတဘောအစားဘန်းခံတော့ပြန်ဆယ်လို့လည်းမရတော့